အလုံးလက်မဲ့ဇနီးတီကိုခင်ပွန်းဖြစ်သူကနေတိုင်းနှိပ်စက်ညှဉ်းပန်းလေးရှိပေမဲ့ဒီတစ်ခါမှာတော့ထူးထူးခြားခြားသူတို့သမီးလေးကအဝေးကနေမြင်သွားခဲ့ပါတယ်။သမီးလေးစိတ်တန်ရမရစေဖို့အတွက်မိခင်ဖြစ်သူကဒီတစ်ချိန်မှာတော့ပြန်လဲတုံ့ပြန်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။သူမဟာခင်ပွန်းဖြစ်သူကိုပတ်ပြန်ရိုက်လိုက်ရုံတင်မကပဲအိမ်ထိလိုက်လာတဲ့လင်ငယ်မကိုပါလက်ပါလိုက်ပါတော့တယ်ခင်ပွန်းဖြစ်သူကလင်ငယ်မကိုကာကွယ်ဖို့ရှေ့တိုးလာတဲ့အခါမှာလဲသူမကနောက်ထပ်ပါတစ်ချက်ထပ်ဆင့်ရိုက်လိုက်ပါသေးတယ်ဒီနေ့သူမရဲ့တော်လန်ပုံကရိုးရိုးရောင်ရောင်မဟုတ်ပါဘူးသူမဟာအိမ်ရောင်အုပ်ချုပ်ရေးရုံးကိုချက်ချင်းဖုံးဆက်ပြီးလူလွတ်ပေးဖို့တောင်းဆိုလိုက်ပါတယ်မကြခင်မှာပဲလုံခြုံရေးအဖွဲ့တွေဗီလာအင်ကြီးစီရောက်လာကြပါတယ်။သူမကလုံခြုံရေးတွေကိုချက်ချင်းအမိန့်ပေးလိုက်တယ်။ဒီနေ့ရောက်ကိုအပြင်ကိုဆွဲထုတ်သွားပြီးရက်ွက်ထဲမှာလှည့်ပတ်ပြလိုက်စမ်း။အိမ်အောင်ရေးဖောက်ပြန်တဲ့သူနဲ့အိမ်တွင်းအကြမ်းဖက်သမားတွေရဲ့ရုပ်ရည်ကဘလို့ရှိလဲဆိုတာလူတွေအကုန်မြင်သွားအောင်လို့ဒီစကားကိုကြားတော့ခင်မွန်းဖြစ်သူလဲဆက်ပြီးအေးအေးဆေးဆေးမနေနိုင်တော့ပါဘူး။သူချက်ချင်းထွက်ပြီးလုံခြုံရေးတွေကိုအခုချက်ချင်းပြန်လွှတ်ဖို့ဒေါသတကြီးတောင်းဆိုပါတော့တယ်။လုံခြုံရေးတွေကလည်းဒါဟာသူတို့အိမ်တွင်းရေးကိစ္စမို့သူတို့ဘာသာရှင်းကြဖို့ဝင်မပါချင်ကြပါဘူး။ဒါပေမဲ့မမျှော်လင့်ပဲဇနီးဖြစ်သူကသူတို့နှစ်ယောက်ကိုအောက်ထပ်ဆွဲချပြီးရက်ကွက်ပတ်ပြနိုင်ရင်စုကြေးဒေါ်လာ300သူညပေးမယ်လို့ကမ်းလှမ်းလိုက်ပါတယ်။ဒါကိုကြားလိုက်ရအရာအားလုံးကိုရှင်းလင်းပြီးနောက်မိခင်ဖြစ်သူကသမီးလေးကိုနှစ်သိမ့်ဖို့ပြင်လိုက်ပေမဲ့သမီးလေးကလိမ္မာတိတက်လွန်ပြီးသူမအမေလောက်တာမှန်တယ်ဆိုတာကိုကောင်းကောင်းနားလည်နေပါတယ်။အဲ့ဒီညတကောင်ရံအချိန်သမီးလေးအိပ်ပျော်သွားတဲ့အခါမှာတော့အမျိုးသမီးဟာသူမရဲ့အတွင်းရေးမှုစီဖုန်းဆက်ပြီးရှယ်ယာရှင်များအစည်းအဝေးကိုမနှက်ဖြန်မနှက်အမြန်ဆုံးပြောင်းလဲကျင်းပဖို့နဲ့ခင်မွန်းဖြစ်သူရဲ့အမိခံကုမ္ပဏီအောက်ကနေထိုနှစ်ယောက်စလုံးကိုယာရူးကနေဖယ်ရှားဖို့အမိန့်ပေးလိုက်ပါတော့တယ်။တကယ်တော့ဒီမျိုးသမီးဟာတန်ဖိုးဒေါ်လာထရီလီယံချီတန်နဲ့ဘီလီယံနာလုပ်ငန်းစုကြီးရဲ့ဥက္ကဋ္ဌမကြီးဖြစ်နေလို့ပါကိုဝင်ရလာတဲ့အချိန်တုန်းကခင်ပွန်းဖြစ်သူကကိုဝင်ကိုပဲအာယုံဆိုင်ပြီးအိမ်မှာအနားယူပါဆိုတဲ့အကြောင်းပြချက်နဲ့ကုမ္ပဏီရဲ့အာဏာအားလုံးကိုသိမ်းပိုက်ခဲ့တာဖြစ်ပါတယ်သူဟာလင်ငယ်မကိုပါအိမ်ပေါ်ခေါ်တင်လာပြီးအမျိုးသမီးကိုရှယ်ယာလွှဲပြောင်းပေးရမယ့်သဘောတူစာချုပ်မှာအတင်းကျပ်လက်မှတ်ထိုးခိုင်းခဲ့ပါတယ်။ဒါတွေအားလုံးဟာလွန်ခဲ့တဲ့10နှစ်ကတည်းကစတင်ခဲ့တာဖြစ်ပြီးဒီနေ့မှာတော့သူတို့နှစ်ယောက်ဟာကုမ္ပဏီကိုစတော့ရှယ်ယာဈေးကွက်မှာအောင်မြင်စွာတင်နိုင်ခဲ့ကြပါပြီ။ဒါပေမဲ့အမျိုးသမီးကတော့သူတို့နှစ်ယောက်ရဲ့အတုံးချလွန်ခဲ့တဲ့နှစ်တွေတစ်လျှောက်လုံးမှာအမျိုးသမီးဟာအိမ်မှာပဲလှုပ်ကြွေးပြုစုနေရတဲ့တာမန်